လုတ်တိုင်းမဖြစ်စိတ်မညစ်နဲ့ကိုယ်လုတ်တိုင်းသာဖြစ်နေပါကဘယ်မှာအနတ္တရှိမည်နည်းပြောတိုင်းမရဒေါမထနဲ့ကိုယ်ပြောတိုင်းသာရနေပါကဘယ်မှာအနတ္တရှိမည်နည်းကြံတိုင်းမမြောက်စိတ်မဖောက်နဲ့ကိုယ်ကြံတိုင်းသာပြီးမြောက်ပါကဘယ်မှာအနတ္တရှိမည်နည်းဆင်းရဲကြုံမှုမငြီးညူနှင့်ချမ်းသာကြီးသာကြုံနေပါကဘယ်မှာဒုက္ခရှိမည်နည်းပျက်စီးတိုင်းလျင်မပူပင်နှင့်မပျက်စီးကာခိုင်မြဲပါကဘယ်မှာအနိစ္စရှိမည်နည်းအာယုံဟုသမျှမတောင်းတနှင့်အာယုံတိုင်းသာတောင်းတပါကဘယ်မှာလောဘဆုံးမည်နည်းအရာရာမျိုးစိတ်မဆိုးနှင့်အရာရာမှာစိတ်ဆိုးပါကဘယ်မှာဒေါသဆုံးမည်နည်းသိဉာဏ်မလိုက်သင်မမိုက်နှင့်သိဉာဏ်မပါမိုက်နေပါကဘယ်မှာမောဟဆုံးမည်နည်းဗုဒ္ဓတရားမေ့မထားနှင့်ဆုံးမတိုင်းသာကျင့်ကြံပါကဘယ်မှာနိဗ္ဗာန်ဝေးမည်နည်း